ဘ
ဘုရားဆိုတာကလူဆိုသောတရားတွေကိုသိတော်မူတဲ့အတွက်ကြောင့်မို့လည်းဘုရားလို့ခေါ်တယ်သစ္စာလေးပါးကိုကိုယ်တော်ရဲ့ထိုးထွင်းသိမြင်တော်မူတဲ့အတွက်ကြောင့်မို့လည်းဘုရားလို့ခေါ်တယ်အဲ့ဒါရပြီနော်အဲ့ဒါကဘုရားဟုတ်ပြီနော်ဒါခုနတော့ဘာသာဆိုတာကအယူဝါဒလို့ပြောတာမပြောဘူးလားပြောတယ်ဘယ်သူရဲ့အယူဝါဒလဲမြတ်ဗုဒ္ဓရဲ့အယူဝါဒဟုတ်ပြီအဲ့ဒါဆိုမြတ်ဗုဒ္ဓရဲ့အယူဝါဒဘာတွေလဲအဓိကအကျဉ်းချုပ်အဖြစ်ပြောမယ်ဆိုရင်တော့သီလသမာဓိပညာဟုတ်လားနော်သီလသမာဓိပညာဒီလိုပြောရအဲ့တော့ဒီလက်ပြောမယ်ဆိုရင်ဘာသာအယူဝါဒဆိုတာအဆိုးအမပဲအယူဝါဒဆိုပါလဲအဆိုးအမဘယ်သူအဆိုးအမလဲမြတ်ဗုဒ္ဓရဲ့အဆိုးအမပဲနော်ဟုတ်ပြီမြတ်ဗုဒ္ဓရဲ့အဆိုးအမမြတ်စွာဘုရားဘာတွေအဆိုးအမခဲ့လဲကိုလုံးကြီးဆိုတော့မြတ်စွာဘုရားပြောတာလို့စေကသူ့ကိုယ်ရှိတယ်မလားနော်သူကသဗ္ဗဘာဝနာအာကရဏကုသရသုဘသဗ္ဗလာသောစိတောဝိရောဓဗနာဣဒံဘုဒ္ဓနာသတနာမဟုတ်လားဒါမှမဟုတ်လားတော့အဲ့တော့မြတ်စွာဘုရားဟောတာတရားတော်တွေဘယ်တော့မှများမစေအကိုလုံးကြီးဆိုလိုက်ရင်တော့ဒီသူ့ကိုယ်ရှိတယ်ဟုတ်ပြီနော်လူတိုင်းကြောက်မှုရတယ်ဆိုနေကြတယ်ဘောဘာဖြစ်လဲမကောင်းမှုဆောင်ဟုတ်လားနော်မကောင်းမှုဆောင်ကောင်းမှုဆောင်ပြောစေကိုထားမလားနော်ဘယ်နှချက်လဲကိုချက်ရသော်ဘုရားကမကောင်းမှုမှန်တယ်များဘာလို့မလို့ပြောလဲဆောင်ရမယ်လို့ပြောတယ်ကောင်းမှုမှန်တယ်များဘာလို့မပြောလဲဆောင်ရမယ်လို့မိမိစိတ်ဘယ်လိုထားမလဲသူစီအောင်ထားမယ်ဟုတ်ပြီနော်အဲ့ဒါအကြီးချုပ်ဆူမှာပဲနော်ပြီးတဲ့ကတော့လေဘယ်တော့မှများပါစေအဲ့ဒါလေကိုလိုကြီးချုပ်လိုက်ကြီးအဲ့ဒီသုံးမျိုးပဲထပ်လာမှာဟုတ်ပြီနော်အဲ့ဒါမျက်စွေတွေကဆူမှာခဲတာပဲနော်ဟုတ်ပြီအဲ့ဒါဗုဒ္ဓဘာသာလို့ခေါ်တယ်နော်ဗုဒ္ဓဆိုတာမျက်စွေပြဆိုတာကသစ္စာလေးပါးကိုထိုးထွင်းပြီးတော်မူတဲ့အတွက်ကြောင့်မျက်စွေပြလူလိုတရားတွေကိုထိုးထွင်းပြီးတော်မူတဲ့အတွက်ကြောင့်မျက်စွေပြနော်ဘာသာဆိုတာယူဝါဒဘယ်လိုယူဝါဒလဲဘုရားယူဝါဒဘုရားဘာလို့ဆုံးမခဲ့လဲဆိုမကောင်းမှုတွေမြတ်ပါလဲဆော်ရမယ်နော်အဲ့တော့ဥဒ္ဓငယ်တို့ခဏကြောက်ဘူးလေနော်မကောင်းမှုများရှောင်ရှားပွဲခွာဆိုတာလေဟုတ်တယ်မလားနော်မကောင်းမှုတွေများကိုဆော်ရမယ်ကောင်းမှုမှန်တဲ့မြောက်ကိုဟာလေကောင်းမှန်တဲ့မြောက်ပြီးဝဆူစီရနော်ကောင်းတဲ့အရာမှန်တဲ့မြောက်ကိုတို့ကဖြည့်ကြည့်ရမယ်ပြောတာဟုတ်ရောမိမိစိတ်ဓာတ်လျက်ပြည်စီမိမိစိတ်ဓာတ်ဘာလဲဖြည့်စရာထားမယ်နော်အဲ့ဒီသူချင်မလားအဲ့ဒါမြတ်စွာဘုရားအဆုံးအမပဲဟုတ်ပြီနော်ဗုဒ္ဓဘာသာရဲ့တော့ဘာလာလဲလို့ရှိတယ်သာသနာ့ဘာသာဟုတ်ပြီနော်အဲ့တော့ဒီဗုဒ္ဓဘာသာအဆုံးအမလေးရှိနေဖို့အတွက်နော်ဘယ်လိုရှိဖို့လိုလဲဟမ်ညာနာငါရှိဖို့မလိုဘူးလားလိုရဲ့နော်အဲ့တော့ရသော်ပြရဲ့ဒါနာတော်ကိုထပ်ဆော်ထားတာကဘုသူတွေဖြစ်တယ်ဆိုရင်ယဟန်နာငါတော်တွေဖြစ်တယ်ဟုတ်ပြီနော်ယဟန်နာငါတော်တွေဖြစ်တယ်အဲ့တော့ဒီယဟန်နာငါတော်တွေမရှိတော့ဘူးဆိုလို့ရှိရင်မိမိတို့ဆုံးမမဲ့ပုဂ္ဂိုလ်ရှိဦးမလားမရှိတော့ဘူးအဲ့ဒီလိုမျိုးဆုံးမမဲ့ပုဂ္ဂိုလ်လည်းမရှိတော့ဘူးယဟန်နာငါတော်တွေလည်းမရှိတော့ဘူးသာနာရှိဦးမလားမရှိတော့ဘူးနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီသာနာတော်ရဲ့တည်တံ့မှုကဘယ်သူတွေမှတည်နေရလဲတန်ခါတွေမှမတည်ဘူးလားတည်ရနော်မိမိတို့မှမတည်ဘူးလားတည်တယ်မိမိတို့မှလည်းတည်တယ်တန်ခါတွေမှမဘူးလေအဲ့တော့ဒီမြတ်စွာဘုရားရဲ့သာနာတော်မြတ်စွာဘုရားအဆုံးအမဘုသူတွေရဲ့ထားဆောင်ထားလိုက်တယ်တန်ခါတော်တွေကထားဆောင်ထားတယ်နော်ဟုတ်ပြီနော်တန်ခါတော်တွေဘယ်လိုထားဆောင်ထားလဲကြည့်ရနော်အဲ့တော့တန်ခါတော်တွေကနော်ပရိယတိတွေကိုသင်ယူပြီးလို့ရှိရင်ထားဆောင်ထားတယ်နော်ပရိယတိသာသနာဟုတ်ပြီနော်ပฏิပန္တိတွေတရားဘောနာတွေအာထုဟိတို့လည်းပါလဲထားဆောင်ထားတယ်နော်ပฏิဝိဒမိမိကိုယ်ရဲ့ထွတ်ထွေသိမြင်ထားတဲ့ပฏิဝိဒသာသနာလည်းထားဆောင်ထားတယ်ဟုတ်ပြီနော်ဒီကဆိုလိုရေးကဒီသာသနာတော်ကိုဘယ်သူထားဆောင်ထားရလို့ရှိရင်ယဟန်တန်ခါတော်တွေထားဆောင်ထားရယဟန်တမဏိတွေနော်အဲ့တော့ဒီနေရာမှာဘယ်လိုဒီတမဏိတွေကဘုဒ္ဓကကြားတယ်ဟုတ်ပြီနော်အဲ့ဒီတမဏိတွေမရှိဘူးလေယဟန်ဆိုတာရှိပါမလားမရှိတော့ဘူးနော်ယဟန်တော့မရှိဆယ်တော်လေးရှိဦးမလားမရှိတော့ဘူးနော်ဒီကမဏိတွေလည်းပဲသာနာတော်မှာတားရေးကြီးတဲ့ခန္ဓာမှာရှိရနော်အဲ့ဟုတ်ပြီဒီဦးဇင်းတို့ဒီကောင်မတွေမှာလည်းပဲသူကဥတည်တယ်သာနာတော်လို့ပြောလိုက်လို့ရှိရဲ့
နော်လူတွေကအပြစ်မဘေးတော့ဝယ်မြင်တကယ်တော့အပြစ်မဘေးတော့ဘူးတကယ်မိမိအစ္ဆန္ဒတာနာမှာရှိတဲ့သီလဓမ္မဒီပညာဟုဆိုရတဲ့သိက္ခာတူရမှားတာလေအဲ့ဒါသာသနာတော်ဖြစ်တယ်ဟုတ်လားနော်အပြစ်မဘေးတော့မှရှိနေတဲ့ကျောင်းဆောင်တွေဇီဒီပထုတွေအဲ့ဒါသာသနာလို့ပြောလို့ရမလားမရဘူးအဲ့တော့ဘုသာသနာလို့ပြောမယ်လေတခြားဘာကလားနိုင်ငံတွေမှာဇီဒီပထုတွေဖျားတွေမရှိဘူးလားရှိပါတယ်ဒါမှမဟုတ်ဆိုရဆိုမှရှိသေးလားမရှိတော့ကွယ်သွားပြီเนาะအဲ့တော့သာသနာဆိုတာကเนาะအဆုံးမနေဖြစ်တဲ့အဲ့ဒီဆုံးမဘုသူတဏ္ဍာမှာတည်နေတဲ့သူလို့ရှိရဲ့ယဟန်သမဏေတဏ္ဍာမှာတည်နေတယ်ဟုတ်ပြီเนาะမိမိတို့ကမြတ်စွာဘုရားဆုံးမထားတဲ့အတိုင်းလိုက်နာကြည်ကြံအားထုတ်မယ်သူလို့ရှိရင်ဘုသူတဏ္ဍာမှာတည်မယ်မိမိတဏ္ဍာမှာတည်မယ်ဟုတ်ပြီเนาะမိမိတို့ကခုနတို့ကသီလ၅ပါးသီလမယူဘူးလားယူရဲ့အဲ့၅ပါးသီလယူတော့မိမိတဏ္ဍာမှာမြတ်စွာဘုရားဆုံးမမတည်သွားဘူးလားတည်သွားတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်အဲ့ဒီ၅ပါးသီလတွေထက်ကကိုကတဘာဘာကိုချူခေါ်လိုက်မယ်ဆိုရင်မိမိတဏ္ဍာမှာသာနာတခုကွယ်မသွားဘူးလားကွယ်သွားပြီเนาะဟုတ်ပြီเนาะအဲ့တော့မိမိတဏ္ဍာမှာသာနာမကွယ်ရှင်ဘူးဆိုရင်အဲ့၅ပါးသီလဘာလုပ်ရမလဲမရဘူးထင်ရမယ်เนาะဟုတ်ပြီเนาะအဲ့တော့သာသနာဆိုတာကဗေဒမှာမရှိဘူးအိသနာမှာမရှိရနော်ဟုတ်ပြီအဲ့ဒီလိုပဲအဲ့တော့ယဟန်သမဏေမှာလည်းပဲသီလသိက္ခာဓမ္မတိသိက္ခာပညာသိက္ခာသူတို့ကထမ်းဆောင်ထားရနော်စာပေတွေကိုသိယူထားတယ်တော့အပရိယတိသာသနာကိုထမ်းဆောင်ထားတယ်ကိုယ်တိုင်လက်တွေ့ကျအခြေရအားထုတ်တယ်အဲ့ဒါပฏิပတ်တိသာသနာကိုထမ်းဆောင်သွားဟုတ်ပြီနော်အဲ့ဒီတော့ဒီယဟန်သမဏေတွေကလည်းသာသနာတော်မှာရည်ကြီးတဲ့ခန္ဓာမှာရှိနေတယ်ဟုတ်ပြီနော်အဲ့ဒီရဟန်းသမီးတွေမရှိတော့လို့ရှိရင်သာနာဘာဖြစ်သွားမလဲကွယ်သွားမယ်နော်မိမိတို့လည်းဆုံးမပေးမဲ့ပုဂ္ဂိုလ်ရောရှိဦးမလားမရှိတော့ဘူးနော်ဟုတ်ပြီအဲ့တော့အခုဒီမှာလာပြီးလို့ရှိရဲ့ဆောပစ္စည်းစာရည်သောပစ္စည်းလေးပါးဖြင့်မထောက်ပံ့ဘူးလားထောက်ပံ့ကြတယ်အဲ့ဒီလိုမျိုးထောက်ပံ့ချင်ရတယ်ပဲသာနာလိုကိုထောက်ပံ့ရောတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီပစ္စည်းလေးပါးပေါ်မှာမိကိုပြီးလို့ရှိရင်ဒီယဟန်သမီးတွေကသာနာထမ်းဆောင်နေခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီပစ္စည်းလေးပါးတွေမရှိတော့ဘဲသာနာပြုလွယ်ပါမလားမလွယ်လို့အဲ့တော့မိမိတွေဒီနေ့လူတန်းလိုက်တဲ့ဒါနကုသိုလ်ရတယ်ပဲသာနာပြုကုသိုလ်ရောက်တယ်လို့ပြောချင်တယ်ဟုတ်လားမဟုတ်လားဟုတ်ပြီနော်အဲ့သာနာပြုကုသိုလ်ရောက်တယ်ဟုတ်ပြီအဲ့တော့ဒီယဟန်သမီးတွေမှာရှိတဲ့နော်ဟိုသာနာမျိုးစေ့တွေပေါ့နော်အဲ့ဒီသာနာမျိုးစေ့တွေကိုကြီးပွားရှင်သာနာအောင်ရည်လောက်ဟောသိပြီဖို့လိုလားမလိုလားလိုပါတယ်နော်အဲ့တော့ဒီသာမဏေတွေမှာပဲဒီမျိုးစေ့ရှိတာမဟုတ်ဘူးမိမိတို့တဏ္ဍာမှာလည်းပဲမွေးလာကြတဲ့ကမျိုးစေ့သူပါခဲ့တယ်မျိုးစေ့ဘယ်နှခုပါခဲ့လဲဘာလဲဟမ်ဘာမျိုးစေ့ပါခဲ့လဲမိမိတို့တဏ္ဍာမှာမွေးလာကြတဲ့မျိုးစေ့သူပါခဲ့တယ်နံပါတ်1ဒါနမျိုးစေ့နံပါတ်2ဘာမျိုးစေ့လဲနံပါတ်2သီလမျိုးစေ့နံပါတ်2ဘာမျိုးစေ့လဲနံပါတ်3ဘာဝနာမျိုးစေ့နံပါတ်3ဘာမျိုးစေ့လဲဘာဝနာမျိုးဒီမျိုးစေ့သူပါလာလားမလာဘူးလားပါလာတယ်နော်အဲ့မျိုးစေ့တွေကတော့ပါလာပြီဒါပေမဲ့လို့အဲ့ဒီမျိုးစေ့တွေကိုမိမိကလယ်အာမြေကောင်းမှာမဆိုင်ပြိုလို့ရှိရင်အဲ့ဒီမျိုးစေ့ရဲ့နော်အတိမွေးတွေမိမိစားရပါမလားမစားရဘူးနော်ဟုတ်ပြီနော်ဥပမာလူတယောက်ကကိုယ့်ကိုမျိုးစေ့တစ်ခုပေးလိုက်မယ်အဲ့ဒီမျိုးစေ့တစ်ခုကိုစိုက်မလားနှော့ပြင်းမလားစိုက်ပါပါညာတော့ကိုယ်လေးမေးကြည့်တယ်မဲတို့ကငါဝေးဒီမျိုးစေ့တစ်ခုစီပေးမယ်မဲတို့ဘယ်လိုလုပ်ကြမလဲတချို့ကလည်းစိုက်မယ်နော်ကိုယ်တိုင်စိုက်မယ်ပေါ့တချို့ကလည်းပဲသူမြောက်ကိုစိုက်နိုင်မယ်တဲ့တချို့ကလည်းပဲဆက်ရပြေးတယ်လှုပ်ပြေးလိုက်မယ်တဲ့ဟုတ်ပြီနော်အဲ့တော့ကိုမကမွေးလာတဲ့ကအဲ့ဒီမျိုးစေ့ကကိုမျိုးပါလာခဲ့ဟုတ်ပြီနော်ဒါနတိဟူသောမျိုးစေ့သီလတိဟူသောမျိုးစေ့ဘာဝနာတိဟူသောမျိုးစေ့အဲ့ဒီတို့မျိုးစေ့သူခုပါခဲ့တယ်အဲ့တော့မိမိတို့အဲ့ဒီမျိုးစေ့သူခုကိုနော်စိုက်ပြဖို့လိုတယ်ဘာလို့မလို့လဲစိုက်ပြဖို့လိုတယ်အဲ့ဒီမျိုးစေ့ကိုစိုက်ပြမှလာနေရင်မျိုးတော့အဲ့ဒီမိမိစိုက်ပြလိုက်တဲ့ပင်ကပေါက်လာတဲ့ဒီပွဲတွေကိုဗာထည့်ရမယ်စားမယ်မစိုက်ပြစားပါမလားမစားဘူးနော်
ဒီစိုက်ပျိုးတယ်ဆိုတဲ့နေရာမှာလည်းပဲလေယာမြေကောင်းမှာစိုက်ပျိုးဖို့လိုတယ်ဘယ်မှာစိုက်ပျိုးဖို့လိုလဲလေယာမြေကောင်းမှာစိုက်ပျိုးဖို့လိုလားမလိုလားလေယာမြေကောင်းမှာမိမိတို့မျိုးစေ့ကိုမစိုက်ပျိုးပဲနဲ့နော်ကြက်တီကိုတစ်ခုမှာဒါမှမဟုတ်ရင်ကြောင်းဖြာကြီးတစ်ခုမှာမိမိတို့ကအဲ့ဒီမျိုးစေ့ကိုစိုက်ချလိုက်မယ်ဆိုအဲ့ဒီမျိုးစေ့ကပေပေါက်ရမလားပေပေါက်ပါမလားမပေါက်နိုင်ဘူးနော်ကြောင်းဖြာပေါ်မှာတက်တယ်ကစိုက်လို့မပေါက်နိုင်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီမျိုးစေ့ရဲ့ပို့ဆွေးသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့မိမိတို့ကမွေးကလေးကပါလာတဲ့အဲ့ဒီမျိုးစေ့တို့ကိုသာသနာ့ဒီဟူသောလေယာမြေကောမှာစိုက်ပျိုးဖို့လိုတယ်ဟုတ်ပြီနော်ဒါမှစိုက်ပျိုးရမလဲသာသနာ့ဒီဟူသောလေယာမြေကောမှာစိုက်ပျိုးဖို့လိုတယ်အဲ့တော့ဒီဒါနမျိုးစေ့ကိုစိုက်ပျိုးရတော့ဒီဒါနမျိုးစေ့ကပေါက်ဖွာလာမယ်အတိပွင့်နေစားရမလားမစားဘူးလားစားမယ်အဲ့ဒါဘာလို့ဖို့လဲစိုက်ဖို့လိုရတော့ဒီဘုန်းကြီးလူခိုင်းတယ်အောင်မင်းနေတော့ဟုတ်ပြီကိုယ့်ကိုစေစားပြောတာနော်ဒါနဒီဟူသောမျိုးစေ့ကိုလေယာသာနာဒီဟူသောလေယာမြေကောမှာစိုက်ပျိုးဖို့လိုတယ်အဲ့တော့ဇနီးတိတတိနာပါကာဆိုတဲ့အတိုင်းတူသောကျိုးမခံစားရဘူးလားခံစားရမယ်တဲပေကိုစိုက်ဘာတိစားမလဲတဲတိစားမှာပဲဟုတ်တယ်ဟုတ်လားနော်အဲ့ဒါကြောင့်ဒါနတိဟူသောမျိုးစေ့ကိုစိုက်ပျိုးလိုက်လို့ရှိရင်ဒါနတော့ဘောကဝါဆိုတဲ့အတိုင်းစီစီဥစ္စာတိဟူသောတိပွေမသိစားရဘူးလားသိစားရမယ်ဟုတ်ပြီနော်အဲ့တော့လူတွေကအဲ့မှာသူကဟိုပါပေါ့လူလေမေးတဲ့ထဲမှာလည်းအချက်ထဲမှာပါတယ်လူတွေတယောက်နဲ့တယောက်မတူဘူးတဲ့နော်တချို့လူတွေကဆင်းရဲတယ်တချို့လူတွေကလည်းချမ်းသာတယ်အဲ့ဒါဘာကြောင့်လဲမျက်စွာကြောင့်မေးတယ်နော်အဲ့ဒါရှင်းရှင်းလေးပဲလူတွေသိနေပြီလားနော်ဟုတ်တယ်မဟုတ်လားနော်မတူမတမပေးကံ6ခန်းဥစ္စာကိုလေဟုတ်ပြီနော်အဲ့လိုက်ဆိုလိုက်မတူမတမပေးကံ6ခန်းဥစ္စာကိုစောကျဲလီတို့ပြုပါကောဘုလူကျွယ်ဝလုံးမလူမတမပေးကံ6ခန်းဥစ္စာကိုစောကျဲလီတို့ပြုပါကောဘုလူကျွယ်ဝလုံးအဲ့တော့စိတ်ရဲတယ်ဆိုတာကတဲ့နော်အလူဒါနလည်းမပြုလို့တဲ့နော်ဒါလူလည်းသိပြီးသားနော်မျက်စွာပြတဲ့အဲ့ဒီတဲပဲဖြေးတယ်နော်အဲ့တော့အလူဒါနလေးကိုစွန့်ကြဲပေးကြတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ဥစ္စာကျွယ်ဝတယ်နော်ဟုတ်ပြီအဲ့တော့မိမိကဒါနတိဟူသောမျိုးစေ့ကိုသာနာတိဟူသောလေယာမြေကောမှာစိုက်ပျိုးလိုက်တဲ့ခါကျတော့ဘောဂဝါတိဟူသောစိတ်ဥစ္စာရလားမရဘူးလားအေးရချင်စိုက်ပျိုးဖို့ဟုတ်ပြီနော်အဲ့ဒီချက်အဲ့တိလတိဟူသောမျိုးစေ့ကိုစိုက်ပျိုးဖို့လိုလားမလိုလားလိုတယ်ဘယ်မှာစိုက်ရမလဲမိမိကနာမဆိုင်ရမှာတခြားသွားဆိုင်လို့ရမလားမရဘူးမိမိကနာမဆိုင်ရမယ်နော်အဲ့တော့ခုနလူကမိမိတို့ဒီလားယူလားမယူလားယူတယ်တော့အဲ့ဒါဘာလို့လဲဆိုသီလတိဟူသောမျိုးစေ့ကိုစိုက်ပြလိုက်တာဘာလို့လဲလဲသီလတိဟူသောမျိုးစေ့စိုက်ပြလိုက်တာပဲနော်ဟုတ်ပြီအဲ့တော့သီလဆောင်လို့ရှိရင်ဘာဖြစ်လဲဘောကံမတိဘောကောင်းရမယ်သီလဆောင်လို့ရှိရင်တဲ့နော်အသက်ရှိမဲ့နာရောဂါပြင်းမယ်ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့ရှိလဲသီလဆောင်လို့ရှိရင်သက်ရှိရဲ့နာရောဂါကဲပြောရတယ်လေနော်အဲ့မှာသူ့ဘလူနဲ့မေးတယ်ပြပြတယ်တချို့လူတွေကတဲ့နော်ဟောပေါ့အနာရောဂါများတယ်တချို့လူတွေကသက်တူတယ်တချို့လူတွေကသက်ရှိရဲ့နော်တချို့လူသက်တူဘူးမရှိဘူးလားရှိရနော်တချို့လူမွေးပြီးသိမကြောက်ဘာဖြစ်သွားလဲသိသွားကြရနော်ဟုတ်ပြီတချို့ဆိုရင်မွေးလာပြီးလို့ရှိရင်ငယ်ငယ်ရွယ်မှာသိသွားကြဒီလိုမျိုးရှိရနော်ဟုတ်ပြီတချို့လူတွေရောအသက်ရှိတော့မရှိဘူးလားရှိတယ်80 80စားကြရပြီရှိတယ်နော်ဟုတ်ပြီအဲ့တော့ဘာဖြစ်လို့လဲတဲ့မျက်စိကြောင့်ပြီးတဲ့ခါကျတော့အေးတဲ့ဒီပုဂ္ဂိုလ်တွေကလည်းအသက်တူတဲ့ပုဂ္ဂိုလ်သူများအသက်တန်လို့တဲ့တက်တူတဲ့ပုဂ္ဂိုလ်ဘာဖြစ်လို့လဲသူများကလက်ရှိပိစုကမှလည်းတားခဲ့တယ်နော်တီးတော့လည်းတားခဲ့တယ်နော်အဲ့ဒီတို့ကြောင့်ယခုဘဝမှာအသက်တူတယ်တဲ့ဟုတ်ပြီနော်တက်ရှိတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့ရှိလဲဘုရားလို့ပြီးတဲ့အခါအေးဒီပုဂ္ဂိုလ်တွေကလည်းတတ်တော်လေးမတတ်ဖြတ်ခဲ့ဘူးရဲ့နော်ယခုပေါ့မှာလည်းသူကမတတ်ဘူးဟောတီးတို့ကလည်းဘာဖြစ်လဲမတတ်ခဲ့ဘူးနော်အဲ့ဒီတို့မှတက်ရှိတယ်တဲ့အဲ့ဒါမျက်စွာပြပြဖြေးတယ်အဲ့ဒါရောဆောက်ဖို့ဆိုတာနော်သူများအသက်တည်းအတွက်အသက်ကိုမတုံမသက်ဆောင်ရှာသူသူများရှိလျာအသက်ကို
သူများတတ်တဲ့အတွက်အသက်ကိုမတော်မေတ္တာဆောင်ရှာထူသူများစီလျာအသက်ကိုအဲ့ဒါပဲနော်သူများတတ်တာဘာဖြစ်မလဲအသက်တူပဲသူများတတ်မတတ်ပါဘူးလေအသက်ရှင်တယ်အဲ့သူများတတ်တယ်ဆိုတာကသီလချိုးဖောက်တာဟုတ်လားမဟုတ်လားဟုတ်တယ်နော်သူများတတ်တယ်ဆိုတာပါဏာတိပါဒကဘာဖြစ်လိုက်လဲကျူးလွန်လိုက်တာပဲနော်အဲ့ဒီပါဏာတိပါဒကနေဟူသောအကြောင်းတရားကြောင့်အသက်တူချင်းတည်ဟူသောအကျိုးတရားရလာမရဘူးလားဒါနော်ပါဏာတိပါဒကမှာရှောင်ကျင်နိုင်ချင်းတည်ဟူသောအကြောင်းတရားကြောင့်နော်အသက်ရှိချင်းတည်ဟူသောအကျိုးတရားရလာမရဘူးလားအဲ့လိုလူရှိသီလဆိုအသက်ရှိတယ်ဆိုဟုတ်လားမဟုတ်လားဟုတ်တယ်နော်အဲ့တော့မိမိတဏ္ဍာမှာသီလဆောက်သေးလို့ရှိရဲ့အသက်ရှိမယ်နာယောဂါလည်းကဲဦးတယ်နော်အသက်ရှိမယ်နာယောဂါကဲအဲ့တော့သက်ရှိတဲ့ပုဂ္ဂိုလ်များသောအားဖြင့်သီလဆောက်နေလို့ပဲဟုတ်ပြီနော်တခြားအကျိုးတရားတွေလည်းအများကြီးရှိပါတယ်နော်အဲ့တော့မိမိတဏ္ဍာမှာသီလလေးပြင်းမြဲနေအောင်ဆောက်သေးလို့လိုလားမလိုလားလိုတယ်နော်အဲ့တော့သီလကြီးဟူသောမျိုးစေ့ကိုလည်းစိုက်ပြောရမယ်နော်တော့မပြစ်လိုက်နဲ့နော်တော့ပြင်းလိုက်ရတော့အဲ့ဒီမျိုးစေ့ရဲ့အကျိုးတရားကိုခံစားရအောင်လားမခံစားရတော့မိမိတို့ပိုင်ဆိုင်ထားပြီးပြီနော်မွေးလာကြတဲ့နေတော့ထပ်မပေးနိုင်ဘူးလားထပ်ပေးလိုက်တယ်ဘာဖြစ်လို့ဘုရားဘာသာဖြစ်ရတာကံကောတယ်ဟုတ်တယ်မလားဘုရားဘာသာဖြစ်ရတဲ့အတွက်ကြောင့်အဲ့ဒီမျိုးစေ့သူကတခါလည်းပါမလာဘူးလားပါလာတယ်တခြားဘာသာမှာပါလာပါမလားမပါလာဘူးသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုဒီသာနာတော်မှာပဲရှိတယ်နော်တခြားဗေဒအပြစ်ပါလာတာမှမရှိဘူးအဲ့ဒါကြောင့်ကိုမွေးလာတဲ့ဘုရားဘာသာဖြစ်ရတာလည်းကံကောတယ်ကံကောင်းသည့်အားတွေအဲ့ဒီမျိုးစေ့ကိုပြောလဲပါကြတယ်မိမိတဏ္ဍာမှာထည့်ပေးလိုက်တယ်အဲ့တော့မိမိကဘာလို့ဝဲလို့လဲစိုက်ပြိုးဝဲလို့လဲလှောပြင်းနေတော့အဲ့ဒီမျိုးစေ့ရဲ့အတိပွေတွေပါလဲမခံစားရတော့ဘူးဟုတ်ပြီနော်အဲ့နှစ်ချက်အဲ့တော့သီလသိက္ခာသီလပြည့်တမာတိနော်အဲ့တော့မိမိတို့မှာတမာတိတည်လို့တော့မျိုးစေ့ရောပါမလားပါလာတယ်နော်အဲ့တော့စိုက်ပြိုးလို့လားမလို့လားလို့တယ်အဲ့ဒီကိုစိုက်ပြိုးရှိဘယ်သူပဲစားမလဲကိုပဲစားမယ်ကဲကိုစိုက်ပြိုးလို့မရဘူးလားရတယ်ဒါပေမဲ့စိုက်ပြိုးတယ်ဆိုတဲ့နေရာမှာအခြေခံကာလဆိုလို့ပြီးတယ်လိုလားမလို့လားလိုတယ်နော်အဲ့တော့ဥပမာနေနဲ့လက်ထော်တယ်ဆိုတာကနော်မိခေါ်ခေါ်မှာဘာထော်နေလို့ဖြစ်ပါမလားဘယ်ချီထွားလဲမိုးရလုံးမှာထုံလို့ရတယ်မိုးမြထုံလို့ရပါမလားမရဘူးနော်အဲ့ဒီတိုင်းပဲမိမိတို့ကဘာနာတိဟုသောမျိုးစေ့ကိုစိုက်ပြိုးချင်လို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်လေးမလွတ်နိုင်မကိုင်နိုင်တဲ့အချိန်မှာစိုက်ပြိုးလို့ရပါမလားမရတော့ဘူးနော်ကိုယ်လက်ကိုယ်ချီတော့မှမနိုင်တဲ့အချိန်တရားဘာနာလေးရှုမှတ်ပွားများအားထုတ်မယ်လို့ပို့လို့တော့ဖျက်ရပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီတရားဘာနာလေးကိုလည်းပဲမိမိတို့ကကိုယ်လက်ကိုယ်ချီလေးသွားနိုင်တဲ့အချိန်လှူရှားနိုင်တဲ့အချိန်ခန္ဓာကိုယ်မှာအားအင်လေးရှိနေတဲ့အချိန်မှာစိုက်ပြိုးထားဖို့လိုလားမလိုလားလိုရတော့စိုက်ပြိုးဖို့ပဲလိုရနော်အဲ့တော့ဒီတရားဘာနာလေးအခုဆိုင်ပြလို့ရှိရင်အခုချက်ချင်းပြီးပဲစားရလားမစားရဘူးလားစားရတယ်နော်မိမိမယူလို့ရှိရင်အေးရတရားထိုင်ကြီးတဏှာလောက်ထိုင်ကြီးစိတ်ချမ်းသာမှုတွေရောမရဘူးလားရတယ်အဲ့ဒါအမြန်ဆုံးကြီးပဲဟုတ်ပြီနော်အဲ့များထိုင်နေများစိတ်ချမ်းသာမှုမရဘူးလားရတယ်မဲ့ဖို့နေပါလို့ခဏထားလိုက်ဘူးနော်အဲ့လက်ရှိဘွားမှာကိုကဘာနာလေးကိုမျိုးစေ့ကိုစိုက်ပြလိုက်တဲ့ချိန်မှာပဲချက်ချင်းအဲ့ဒီဓမ္မရပါပါဖြစ်တယ်ခံစားရတယ်အဲ့ဒါဆိုဘာလို့ဘွဲလို့လဲစိုက်ပြိုးဝဲလို့လေနော်အဲ့တရားဘာဝနာလေးကိုပွားများအားထုတ်ဖို့ပဲလိုတယ်ဟုတ်တယ်မဟုတ်လားနော်အဲ့ပွားများအားမထုတ်ရနဲ့လှော့ပြလိုက်မယ်သူလို့ရှိရတော့အဲ့ဒီမျိုးစေ့အတိပဲကိုမခံစားရတော့ဘူးဟုတ်ပြီနော်စိုက်ပြိုးတယ်ဆိုတာကလည်းပဲခြေခါကာလပုံမှန်မူတည်လို့ရှိရင်စိုက်ပြိုးရတယ်နော်အဲ့တော့ချိန်မရှိရမှာနော်မိုးပုံမှာထောက်ချလို့ရပါမလားမရတော့ကိုအုံသွားတဲ့ချိန်မှာလဲနေချင်နေမလွတ်နိုင်တဲ့ချိန်မှာတရားဘာနာအားထုတ်ချင်ပါလို့ဖြစ်နိုင်ပါဦးမလားမဖြစ်နိုင်တော့ဘူးတော့အဲ့ဒီအတွက်ကြောင့်မိမိတို့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းနေတဲ့အခြေလို့ကဒီဘာနာတိဟူသောမျိုးစေ့ကိုလည်းစိုက်ပျိုးထားဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဒါဘယ်နှချက်လဲ၃ချက်နော်အဲ့တော့ဆိုလို့ရှိရင်မိမိတဏ္ဍာမှာသာသနာတည်သွားလားမတည်သွားဘူးလားတည်သွားတယ်နော်မိမိတဏ္ဍာမှာသာသနာတည်ဖို့လိုလားမလိုလားလိုတယ်သူများတဏ္ဍာမှာသာသနာတည်ခြင်းမတည်ခြင်းဒီကိုယ်နဲ့မသက်ဆိုင်ဘူးနော်မိမိတဏ္ဍာမှာဘာဖြစ်ဖို့လိုလဲသာသနာတည်ဖို့လိုတယ်ရဟန်းသမဏေတွေဆိုရင်လည်းပဲမိမိရဲ့တဏ္ဍာမှာသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတည်နေဖို့မလိုလားလိုတယ်နော်အဲ့တော့ဒီရဟန်းသမဏေတွေကပဲအမတန်မှရည်ကြီးတယ်ဟုတ်ပြီနော်ဒီရဟန်းသမဏေတွေမရှိတော့ဘူးဆိုရင်တော့လူတွေဒီလိုမျိုးဆုံးမဟောပြောပုဂ္ဂိုလ်ရှိပါဦးမလားမရှိတော့ဘူးနော်အဲ့တော့သမဏေတစ်ပိုင်းတန်ဖို့ကတော့ဦးစီးဘာနဲ့မှမလဲနိုင်ဘူး
နော်ဦးစင်းကိုသိပေါင်းမြောင်းများစွာနာပေးမယ်တာမဏေတို့တစ်ပေါက်လူထွဲခေါ်သွားမယ်ဆိုတော့အဲ့ဒီကိစ္စလေးပြန်ယူသွားလိုက်ပါနော်ဘာမှမလို့ရှိဘူးဟုတ်ပြီနော်အာရှင်ကကြောင်းဆောင်ဒီလိုကြောင်းဆောင်ပေးမယ်အဲ့ဒီကိုလေးတစ်ပေါက်ပေးလိုက်ပါဘောနော်အေးကိုအာရအကြောင်းမဆောင်နေတော့ဟုတ်ပြီနော်ရှင်ကလွန်ချင်တဲ့အားကျန်းတာတောင်းဒီလိုပေးမယ်နော်အဲ့ဒီကိုလေးတစ်ပေါက်ပေးပါပဲဦးစင်းမပေးနိုင်ဘာဖြစ်လို့တာနာတော်ရဲ့အသက်ဖြစ်နေလို့ဘာဖြစ်လို့လဲတာနာတော်ရဲ့အသက်ဖြစ်နေလို့နော်ဒီကိုရင်တဲ့ဘာဆိုးဆိုးနိုင်ရချင်းဒီတာနာတော်တခုမှာတစိတ်တည်းကဆိုးဆိုးရခြင်းနဲ့တူတာမတူဘူးလားတူနေတယ်နော်အဲ့တော့ဒီကောင်လေးတဲ့ဘာကတာနာပေါ်ဒီရွှေပြောလူထွက်သွားမယ်ဆိုရင်တာနာတော်မှာလည်းဆိုးဆိုးနေတာကိုဖြစ်လာမဖြစ်ဘူးလားဖြစ်တယ်နော်ဘာဖြစ်လို့လဲဆိုရင်ဒီတာမလီကဒီတာနာတော်ရဲ့တာဝန်ကိုထမ်းထားလို့ဟုတ်လားမဟုတ်လားဟောဒီအာနာတော်ရဲ့သူထမ်းထားတော့ဒီတာမလီကြီးလာလို့ရှိရင်ဦးစင်းဖြစ်လာမယ်ဦးစင်းဖြစ်တော့မှဆဲတော်ဖြစ်လာမယ်ဆဲတော်ဖြစ်လာလို့ရှိရင်သူတိုင်းဟောပြောလို့ရမယ်နော်အဲ့သူစံပြူထားတဲ့ပြီးပွဲနေရောသူများကိုပေးလို့မရဘူးလားကြားရနော်ကိုယ်တိုင်လည်းမဆမ်းလို့ရဘူးလားဆမ်းလို့ရတယ်သူများလည်းပြန်ပေးလို့မရဘူးလားရတယ်နော်အဲ့ဒါကကိုဆိုင်နာခဲ့တယ်ကိုယ်တိုင်လည်းဆမ်းလို့ရတယ်လို့ပြန်ရောင်းစားလည်းရတယ်လို့ပြန်ဆမ်းလို့ရတယ်ဟောတရားကတော့ရောင်းစားတာပြောတာမဟုတ်နော်ဥပမာပေးပြတာနော်သူကသာနာတော်မှာဒီတိသိက္ခာသမာဓိသိက္ခာပညာသိက္ခာတွေကိုထမ်းရွယ်လို့ရှိရင်ဆရာတော်တစ်ပါးဖြစ်လာဆိုရပါစို့အဲ့တော့သူများနေနဲ့တရားဓမ္မတွေကိုပြန်ရလို့ရှိရင်ဟောပြပြီးလို့ရတာမရဘူးလားရတယ်အဲ့ဒါသူများနေပြန်ရလို့ရှိရင်ပြေးဝင်တာနဲ့တူတာမတူလားတူတယ်အဲ့ဒါကြောင့်တာမဏေတစ်ပါးတန်ဖို့ဆိုတာအမှန်တမ်းမဟုတ်ပဲတော့ဖုံးဖြားလို့မရဘူးဟုတ်တယ်နော်ဖုံးဖြားလို့မရဘူးအဲ့တော့ဒီသာနာတော်ကိုထားဆောင်နေတဲ့တာမဏေတစ်ပါးကသူလူထွဲသွားလို့ရှိရင်လည်းပဲတာနာတော်ကဆူရှုံနေတာတယ်လို့ဒီတာနာဘောနေသူထွဲသွားတော့သူ့တဲ့ရောမဆူရှုံနေတာပါဘူးလားဆူရှုံနေတာပါနော်အဲ့ဒါကြောင့်တာမဏေလေးတွေကိုတာနာတော်မှာပျော်အောင်မိမိတို့ကပြုဆောက်ရောက်ပေးလို့လားမလို့လားလို့လေအဲ့ဒါကြောင့်ဒီနေ့လာလူတဲ့လူဒါနာကြီးလည်းပဲတာနာတော်ကိုဆောက်ရှောက်ရောက်လာမရောက်လားရောက်တယ်နော်ဟုတ်ပြီနော်အော်ဟုတ်ပြီအဲ့ဒီတော့နော်အဲ့လူတွေကလည်းပဲခုနကပြောခဲ့တယ်မဟုတ်သေးတခုပြောကြံတော့တယ်နော်အဲ့လူက2မျိုးရှိတယ်လောကမှာဟိုမြဲတမ်းရယူပိုင်ဆိုင်ဖို့ကြာစီနေတဲ့ပုဂ္ဂိုလ်2မျိုးရှိတယ်ဟုတ်ပြီနော်မြဲတမ်းစွန့်လွတ်နေတာခံဖို့ကြာစီနေတဲ့ပုဂ္ဂိုလ်2မျိုးရှိတယ်နော်အဲ့2မျိုးရှိတယ်ဟုတ်လားမဟုတ်လားဟုတ်တယ်ဆိုတော့ကိုယ့်ကိုစဉ်းစားရင်ဘုံမဟုတ်တယ်ပြောနော်ဆယ်တော့ဟုတ်တယ်ပြောခိုင်းလိုက်ဟုတ်တယ်ပြောနေနော်အဲ့တော့လူတွေကလည်းပဲစဉ်းစားဖို့လိုတယ်နော်မိမိကိုယ်ကိုမိမိလက်ခံနိုင်အောင်ကြိုးစားဖို့လိုတယ်ဟုတ်ပြီနော်လူတယောက်ကကြီးပွားတိုးတက်ချင်တယ်ဆိုလို့ရှိရင်ငါကဘယ်လိုနေသားရှိတယ်ဘယ်လိုသဘောရှိတယ်ဆိုတော့ကိုယ့်ကိုလက်ခံနိုင်ရမယ်ဟုတ်ပြီနော်သူများကလက်ခံခိုင်းလို့လက်ခံလို့မရဘူးနော်ဒီအရာတစ်ခုကသူများကိုလာပြောလို့ရှိရင်ကိုစဉ်းစားရမယ်နော်ကိုမားနေလို့ရှိရင်ကိုယ့်ကိုငါလုံးရပြီးမားပါတယ်လို့ကိုခံရဖို့လိုတယ်ကိုယ့်ကိုမားပါတယ်ဆိုတော့ခံယူနိုင်ဖို့လိုတယ်နော်ကိုယ့်ကိုဒါကိုလွတ်နိုင်တဲ့အာဒီမှန်တယ်ပေါ့အဲ့ဒါကိုကိုယ့်ကိုလက်ခံနိုင်လို့ရနော်သူများလက်ခံနိုင်ဖို့မလိုဘူးကိုယ့်ကိုလက်ခံနိုင်ဖို့ရည်ကြီးရနော်အဲ့တော့ကိုယ့်ကိုမားတာလဲမားတယ်လို့လက်ခံနိုင်ရမယ်ကိုယ့်ကိုမှန်တာလဲမှန်တယ်လို့လက်ခံနိုင်ရမယ်အဲ့ဒီလိုမျိုးကိုယ့်ကိုမားလဲမားတယ်လို့လက်ခံနိုင်တယ်မှန်လဲမှန်တယ်လို့လက်ခံနိုင်တဲ့ပုဂ္ဂိုလ်မှသာလေအမှန်တရားရမှာနော်အဲ့တော့ကိုယ့်ကိုသူများမားပါတယ်လို့လာပြောနေလို့ရှိရဲ့ကိုကစစ်ချီလေးပေးနေပြီဆိုရင်တော့ဘယ်တော့မှအမှန်မပြောနိုင်ဘူးဟုတ်လားမဟုတ်လားနော်အဲ့တော့ကိုယ့်ကိုလက်ခံနိုင်ဖို့လိုတာပြပြတာနော်ဆရာတော်ကလက်ခံခိုင်းလို့လက်မခံနိုင်ကြတာနော်ဟုတ်ပြီအဲ့တော့လောကမှာလူနေမျိုးရှိတယ်ရယူဖို့မြဲတမ်းကြံစည်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ပေးစားမှုတဲ့မြဲတမ်းကြံစည်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်ဟုတ်ပြီနော်အဲ့တော့မိမိဘယ်တည်းဖြစ်ချင်တယ်ဆိုစဉ်းစားဖို့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘုရားတို့မြတ်စွာဘုရားနော်ဒီဝေကရာမြတ်စွာဘုရားခြေတော်ရင်းမှာနော်သူဟာနိဗ္ဗာန်စုကိုယူတော်မူသည့်ရာသောအဆောက်ကိုမြေတော်မူသည်ဖြစ်၍နော်မြတ်စွာဘုရားဒီဝေကရာမြတ်စွာဘုရားခြေတော်ရင်းမှာဒီဘုရားစုမပန်ခဲ့ဘူးလားပန်ခဲ့တယ်နော်အဲ့ဒီချိန်မှာဒီသူမေတာအခုမေတာရှိရဲ့သေးကဇံပင်ရှင်နေနဲ့မပြည့်စုံဘူးလားပြည့်စုံနေရနော်ဟောကိပြန်ပြီးရှုသွားလို့ရတယ်အဲ့ဒီဝေကရာမြတ်စွာဘုရားရှင်ရဲ့နော်တရားစင်ကားတွေကိုတရားစဟောတက္ကထာလို့ငါယူလိုက်ယူနဲ့ဘာဖြစ်သွားနိုင်လဲရဟန္တာဖြစ်သွားမှာနော်သူ့ဟာသူလည်းသိတယ်သူရဟန္တာဖြစ်မှလည်းသိတယ်ဒါပေမဲ့လို့သူယူခဲ့တယ်လားမယူခဲ့ပါဘူးနော်သူရဟန္တာဖြစ်မယ်ဆိုတာသိတယ်နော်ဒါပေမဲ့မယူဘူးအဲ့ဒီဟာကိုရဟန္တာနိဗ္ဗာန်ဆုကိုသူကဆော့လောက်ခဲ့တာမဆော့လောက်ခဲ့ဘူးလား
အဲ့ဒါဘူးတွေ့တယ်တန်တော်တွေ့မလားဦးစီးခုနတော့လေဘုရားမြတ်ဘုရားဂုဏရှင်မြတ်ဘုရားအဲ့ဒါမပါတယ်နော်ဘုရားမြတ်ဘုရားမြတ်စွာဘုရားဆိုပြီးမှဘူးတွေ့တယ်တန်တော်အများကျူးတွေ့တာဟုတ်လားတန်တော်လေးကျူးတွေ့တော့ဆက်ပြပါရမီဖြည့်ဆည်းဖို့လမ်းကောင်းညွှန်တဲ့ပုဂ္ဂိုလ်ထူမလားပုဂ္ဂိုလ်ထူမှုညောကဘုရားကိုယ်တိုင်ရှိစုကနေမြတ်စွာလာတော်ရှိကိုဘုရားတဏ္ဍာကိစ္စမိအဲ့ဒီချိန်မှာမြတ်စွာဘုရားကသူ့နေမှန်ကိုယူရရတာနဲ့ဆောက်လုပ်ခဲ့နော်ဟုတ်ပြီဆွလို့လို့ရှိရင်ပါရမီ10ပါးမပြည့်ကျင့်ခဲ့ဘူးလားတက်ဘဝလားနှစ်ဘဝလားဘာမှမများတာနော်ဘယ်နှဘဝလဲ၄နှစ်ချင်းနဲ့ကဘာတည်းမလား၄နှစ်ချင်းနဲ့ကဘာတည်းကာလာပါလို့သူပါရမီကြီးဖြည့်ဆည်းခဲ့တယ်အဲ့ဒီပါရမီကြီးဖြည့်ဆည်းနေတဲ့အချိန်မှာလည်းပဲသူ့တက်ဖြည့်ဆည်းတယ်လားသူ့ကျိုးတက်ဆောင်ရွက်ခဲ့တယ်လားမဟုတ်ဘူးတတ်တော်လေးကညာဆောင်တော်နေတာခံမိခဲ့တယ်ဟုတ်လားညောင်ဖြစ်ရင်လည်းပဲညောင်ဘဝမှာသူ့တက်စတင်ပြီးလို့ရှိရင်တတ်တော်လေးချလာမဆောင်ရွက်ပေးဘူးလားချားပေးခဲ့တော့ဥပမာလေတိတ်ပေဝသေးသေးတို့အောက်ပြကြကလေအဲ့ဒီအသီးကဗန်းနေသီးရောက်သွားတဲ့အခါကျတော့ဘင်းကြီးကလာရှာတယ်ဟုတ်လားလာရှာတဲ့အခါကျတော့ဒီမြောက်လီတွေ့တဲ့အခါမြောက်လီကိုပြင်သားပုတ်တဲ့ညာတဲ့ချိန်တွေချိန်မှာမနဲ့မိုးလင်းကြတော့မင်းတို့သိကြတော့မယ်အဲ့ဒီတော့ငါမင်းတို့ကဲတင်မယ်ဆိုလို့ရှိရင်သူ့ခန္ဓာကိုယ်မှာຫນွေချိုးတဲ့ချိန်လို့ရှိရင်ဟောတထားပူစံမလွတ်ပေးဘူးလားလွတ်ပေးကဲတင်ခဲ့တယ်ဟုတ်လားအေးဒါနောက်ဆုံးမှသူပြေပွဲဝင်သွားတယ်ဟုတ်လားတော့အဲ့ဒါသူကဆွလို့ခဲ့တာအဲ့တော့မြတ်ကျူးတွေ့နော်ဆွလို့ခဲ့တယ်မြတ်စွာဘုရားကဘွားနိုင်ပါသူကဆွလို့နေတာခံခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ပြီးတော့နော်ဖះဖြစ်ဘူးဆိုတာလည်းသူ့တွေ့တာမဟုတ်ဘူးဖះပြည့်တဲ့တန်တော်အတွက်အကုန်လုံးဆွလို့နေတာခံခဲ့တယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဖေရောက်သွားတယ်နောက်ဆုံးမှဖေရောက်သွားတယ်နိဗ္ဗာန်ရောက်သွားတယ်နော်စောတဲ့ယူလဲရရနော်ဒါပဲလို့သူကတတ်တော်လေးတနာတဲ့အတွက်ကြောင့်မို့လို့တော့သူ့အသက်လေးဘွားပေါင်းများစွာဆွလို့လို့ရှိရင်သူကဆောက်ရွက်ပိတ်ခဲ့ရနော်အဲ့ဒါမျက်စုံပြနော်အဲ့ဒီလိုမျိုးနီးတူပုဂ္ဂိုလ်တွေလောကမှာရှိလားမရှိဘူးလားရှိတယ်နော်အများကြီးရှိနော်ကိုကျိုးစောနေတာခံပြီးလို့ရှိရင်တိုင်းပြည်တဲ့လူမျိုးတဲ့ဘာသာနဲ့ဆော်ရွက်သွားတဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိတယ်ဥမာဆိုရနီးစားလို့ဦးဇင်းတို့ဘိုလ်ချောအဆန်းလို့ရှိရင်နိုင်ငံတော်တက်မပြီးကောင်းလားပြီးသွားတော့ကြည်ညိုမကောင်းလားကောင်းတယ်လူပြည့်တယ်အဲ့လိုမျိုးဆွလွန်နေတာခံတဲ့ပုဂ္ဂိုလ်ကြည်ညိုလေးစားဖို့ကောင်းတယ်ဟုတ်ပြီနော်ဒါကဆွလွန်နေတာခံတဲ့ပုဂ္ဂိုလ်ပြောတာနော်သူကတစုတခုရောက်ပိုင်ဆိုင်ခြင်းဆိုတဲ့နော်လောဘတရားခုမှမရှိဘူးဟုတ်ပြီနော်ပိဿံမယ်ဆိုတဲ့စိတ်ပဲသူနှလုံးသားထဲမှာအမြဲတမ်းထက်သွင်းထားရနော်အဲ့ဒီပုဂ္ဂိုလ်တရားရှိတဲ့လောကမှာအဲ့ဒီပုဂ္ဂိုလ်တစ်မျိုးရှိတယ်ပေါ့နော်နောက်တစ်မျိုးကရဲနေပဲဟိုရာယူပိုင်ဆိုင်ဖို့ပဲတန်စီစဉ်းစားနေတာနော်ရှိလားမရှိဘူးလားရှိတယ်ရာယူလို့ရောပြီးပါမလားမပြည့်ဘူးတဲ့မြတ်စွာဘုရားပြောတာတော့ဒီမှာခုနတော့ဦးဇင်းကဒီမှာလူရဲ့ဒုက္ခ၅မျိုးပြောပဲခြေကခွဲတော့မယ်ဆိုတော့ပြောမပြီးတော့ဘူးเนาะအဲ့ဒါတခုတော့ပြောမယ်ဆိုလို့ရှိရင်လူတွေကလည်းဘယ်တော့မှမပြည့်ဘူးရဲ့ဘယ်တော့မှမပြည့်ဘူးလဲဆိုလို့ရှိရင်တဲ့သူကဒီစေတကတဝိယတဲ့မဟာသမုဒ္ဒဝိယစာတဲ့ဒုပူရာတဲ့စေတကတဝိယတဲ့ပေါက်နေတဲ့အိုးလိုပဲတဲ့အဲပေါက်နေအိုးရီထဲကြီးတိလားဘာဖြစ်လဲပေါက်နေတော့ဟုတ်တယ်မလားเนาะပေါင်းနေတဲ့အိုးလိုပဲတဲ့စေတကတဝိယတဲ့ပေါင်းနေတဲ့အိုးရေဖြီးသူလိုပဲတဲ့နော်ဘယ်တော့မှမပြည့်နဲ့ပြည့်မဟာသမုဒ္ဒဝိယစာဓုပူလာတဲ့မဟာသမုဒ္ဒရာတဲ့မိုးတွေမရောအောင်လားမြင်းတဲ့ရင်တို့မရှိသေးဘူးလားဒါပေမဲ့အဲ့ဒီသမုဒ္ဒရာပြည့်တယ်လားမပြည့်နိုင်တော့ဒီလည်းဖြစ်နေဟုတ်လားအေးလူတွေလည်းအဲ့ဒီတိုင်းပဲတဲ့နော်ဒါမဲ့ဆိုရတော့နော်ဦးစီးပြောတာမဟုတ်တာဥပမာပြပြတာလူတွေကတဲ့နော်ပြည်ဖို့ဆိုတာခက်ရေးတယ်တဲ့နော်ဒုက္ခတော့မပြည့်နိုင်ဘူးတဲ့ဘာဖြစ်လို့ဒီဟာတစ်ခုရပြီနောက်တစ်ခုမလို့ချင်ဘူးလားလို့ချင်တယ်နော်စီးပွားရေးလည်းဒီလည်းပဲဒီဟာတစ်ခုလို့ရင်နောက်တစ်ခုမလို့ချင်ဘူးလားလို့ချင်တယ်နော်အဲ့ဒီလိုမျိုးပဲတဲ့နော်ပြည့်စုံတယ်ဆိုတာမရှိဘူးတဲ့ဒါပြည့်ဟိုကလို့ချင်တယ်ဟိုကပြည့်ဒီဟာလို့ချင်တယ်ဘယ်တော့မှမပြည့်ဘူးလေဥပမာအနေနဲ့ဘာနဲ့တူရလဲပေါင်းနေတဲ့အိုးနဲ့တူတယ်တဲ့ဘာနဲ့တူလဲပေါင်းနေတဲ့အိုးနဲ့တူတယ်တဲ့ပြီးလို့ရှိရင်တော့ဘာလဲတူလဲမဟာသမုဒ္ဒရာနဲ့တူတယ်ဘာလို့လဲရာယူပိုင်ဆိုင်ဖို့ပဲသူကစဉ်းစားနေတဲ့အတွက်ကြောင့်ရလာလို့ရှိရင်လည်းဘာလို့ထားလဲသိလားချုပ်ကင်ထားတယ်ဘာလို့ထားလဲချုပ်ကင်ရဒါငါဟာငါဥစ္စာဟုတ်လားနော်အဲ့လိုမျိုးရာကိုယ်ပဲရှာတဲ့ချိန်မှာလည်းပူလောင်မှုတွေမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့ဒီကမဖြစ်သေးသေးများတော့ပူလောင်မှုတွေဖြစ်နေဦးမှာပဲဟုတ်ပြီနော်အဲ့ဒီကမဖြစ်သေးဦးသေးလို့လည်းဘာတရားမှမရှိသေးဘူးနော်ဟုတ်မလားဦးစိတ်ကိုတော့မထိနိုင်ဘူးနော်ဟုတ်ပြီနော်အဲ့တော့ရှာဖွေတဲ့ချိန်မှာလည်းပူလောင်မှုတွေဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ရာယူပိုင်ဆိုင်ထားတဲ့ချိန်မှာလည်းစိုးရိမ်မှုတွေမဖြစ်ဘူးလားဖြစ်ရနော်
ကိုပစ္စည်းတစုတခုဖြစ်ရမှာနော်ခုမှဆိုရပါလို့မောခုမှအိမ်ဆိုင်ကန်ရှိတယ်ပေါ့ဆိုင်ကန်သူများလာခိုးသွားမှာမကြောက်ဘူးလားဆိုရင်ရရနော်အိမ်မှာကိုပစ္စည်းတွေသူများလာခိုးသွားမယ်တော့ကြောင့်မလို့အခုဒီလာတဲ့အချိန်မှာအိမ်မှာသေချာလို့ချောတော့မခတ်ထားရဘူးလားနာထိုင်ရတဲ့တော့ဆေးပူနေဟုတ်ပြီနော်အဲ့လိုရတဲ့ချိန်မှာလည်းဒါဥတော်ရရနော်ဟုတ်တယ်မလားတကယ်လို့များကိုပစ္စည်းတွေပြောင်းဆိုးသွားရင်ရောငုံချွေးရအောင်လားငုံချွေးရရနော်အဲ့ဒါမျက်မြင်သက်သေဟောလက်တွေ့ရနော်အဲ့တော့ရှားတဲ့ချိန်မှာလည်းဥတော်မှုတွေဖြစ်ရတယ်ရယူပိုင်ဆိုင်ထားတဲ့ချိန်မှာလည်းပဲဥတော်မှုတွေဖြစ်ရတယ်နော်တည်သွားလို့ရှိရင်ကောအဲ့ဒါတွေဆွဲနိုင်လို့ရှိရင်တကယ်လို့တည်သွားမယ်ဆိုဘယ်ရောက်မလဲအပယ်ပဲရောက်မယ်နော်အဲ့ဒါကြောင့်လူဖြည့်တဲ့အတွက်ကြောင့်ရှားမှာတော့ရှားမှာပဲနော်ဒါပေမဲ့ရလာတဲ့ခါကြလို့ရှိရဲ့ကိုစွာရှိတော့ဆော့လို့လူလားမလူလားလူရဲ့နော်များများဆော့လေများများချမ်းသာတွေပဲနော်ဟုတ်တယ်မလားနော်ဥပမာကြောက်ခတ်တဲ့လူကိုရေနဲ့ပြချလိုက်ကြီးပြပေါ်မလားမပေါ်ဘူးအဲ့ဒါဘယ်လိုမျိုးပုဂ္ဂိုလ်လဲသိလားကိုမှရရှိထားတဲ့ဥစ္စာကိုကြစ်ကြစ်ပါအောင်ဆူထားပုဂ္ဂိုလ်တွေပဲဟုတ်ပြီနော်အဲ့ဒီလိုကိုဦးဇင်းတို့ဇန်တော်တွေထဲမှာအများကြီးရှိတယ်နော်အဒိနာပုဗ္ဗကမထေရတာလို့နော်သူပစ္စည်းတွေတခါမှလည်းလူဒါနမပိတ်ခဲ့ဘူးနော်ဟိုမှာဒီတိုးရရတယ်ဟိုခွေးဖြစ်သွားတဲ့တထေးတွေနော်တိုးရနော်သူပစ္စည်းတွေလူဘူးလားမလူသူ့သားဥပမာပေးတယ်ငါသားတဲ့နော်မင်းအလူဒါနမပြုတယ်တဲ့နော်လူဒါနပြုလို့ရှိရဲ့တဲ့နော်ဘာဖြစ်လဲပစ္စည်းဥစ္စာတွေဘာဖြစ်လဲကိုခန်းသွားတယ်တဲ့နော်ကိုခန်းသွားတယ်နည်းပေးနေကြလာလို့ရှိပါဖြစ်လဲကိုသွားတယ်မင်းပစ္စည်းဥစ္စာတွေကိုစုဆောင်းရမယ်တဲ့အဲ့လိုပြောနောက်သူသိကားတော့သူဘာဖြစ်သွားလဲခွင်းဖြစ်သွားတယ်ဟုတ်ပြီနော်ကိုယ်နမှာဖြစ်ရနော်အဲ့လိုသူမြုပ်ထားတဲ့ရွှေရိုးလေးပုံမှာဆွဲလိုက်လို့ရှိရင်သူကခွင်းဖြစ်သွားတယ်နော်အဲ့လိုပဲဥမာရလာတဲ့ပစ္စည်းဥစ္စာတွေလည်းပဲကိုဆွာရှိတဲ့အကောင်လူရမှာမပြောနော်ကိုဆွာရှိတော့ဘာဖြစ်လို့လဲဆောလောပေါ်လို့လေဒါနာတိဟူသောမျိုးစေ့ကိုစိုက်ပြဖို့မလိုလားဟုတ်တယ်အဲ့ဒါသေချာတဲ့မျိုးစေ့ကိုစိုက်ပြလိုက်တာပဲဟုတ်ပြီနော်ကိုအိမ်မှာသိထားရရောကိုဂျာကူမျိုးငါးပါးနဲ့မဆက်ဆံနိုင်ဘူးလားဆက်ဆံနေတယ်ကိုမန္တလေးစားပြီးရောယူသွားလို့ရမှာလားမရဒါနာတိဟူသောမျိုးစေ့ကိုစိုက်ပြထားနိုင်လို့ရှိရင်အဲ့ဒီမျိုးစေ့ကအတိပွက်တွေကိုမစားရဘူးလားစားနိုင်တယ်အဲ့တော့လောကမှာလူမျိုးရှိတယ်ပြောတာရာယူပိုင်ဆိုင်ဖို့တဲ့ဉာဏ်စဉ်းစားနေတဲ့ပုဂ္ဂိုလ်တွေကညာတော့အဲ့ဒီပုဂ္ဂိုလ်တွေကအပယ်လေးပါလာရတာများတယ်ဟုတ်လားမဟုတ်လားနော်အဲ့တော့လောကမှာစွန့်လွတ်နေတာခံတဲ့ပုဂ္ဂိုလ်တွေဒီနော်ပါရသူဂတိနိဗ္ဗာန်ကိုသွားကြတယ်ဥပမာနဲ့လက်ဆွဲတဲ့သွားပြီလေနိဗ္ဗာန်သွားကြပြီနော်အဲ့တော့လောကမှာလူမျိုးရှိတယ်ဆိုတာအဲ့ဒါပြောတော့ဟုတ်ပြီဒါကနေကထားလိုက်ခုနတော့ပြန်ဆက်ရမယ်လို့ရှိရဲ့ဦးဇင်းတို့သာနာတော်မှာကနော်ဒီသာနာနောက်ပိုင်းကာလမှာသာနာတော်ကဆိုးရွလားမဆိုးရွလားဆိုးရွလာရင်တော့ဆိုးရွလာတဲ့အခါကျတော့ဒီသာနာတော်မဆိုးရွရအောင်နော်ပောက်ကွယ်ဆောက်ရှောက်လို့လိုလားမလိုလားဘယ်သူမှတောင်းရှိလဲဟမ်တောင်းတိတဲ့ပုဂ္ဂိုလ်မှာတောင်းရှိတယ်ဘယ်သူမှရှိလဲတောင်းတိတဲ့ပုဂ္ဂိုလ်မှာတောင်းရှိတယ်တောင်းကိုမတိတဲ့ပုဂ္ဂိုလ်မှာတောင်းရှိမှာမလားငါတို့နဲ့မဆိုင်ဘူးဒါဖူးကြီးနေတယ်ဆိုင်တယ်ဖြစ်ပါမလားမဖြစ်ဘူးတော့ငါတို့နဲ့လည်းဆိုင်တယ်ဟုတ်တယ်မလားငါတို့နဲ့လည်းဆိုင်တယ်ဖူးဒီကားကတော့ပဲတောင်းတိတဲ့ပုဂ္ဂိုလ်တွေနဲ့ဆိုင်တယ်အဲ့တော့ဒီကနာတော်ရဲ့တောင်းဝန်တရားတွေကိုဘယ်သူယူမလဲမင်းတို့ထိုးလာရင်ကဲယူမဲ့ပုဂ္ဂိုလ်ရှိကြလားနော်အခုလိုမျိုးလာပြီးလို့ရှိရဲ့ကိုတက်နိုင်တဲ့ဘက်ကပါဝင်ဆောင်ရွက်လူတန်းနေတာလည်းပဲတာဝန်ယူတာပဲဟုတ်လားမဟုတ်လားဟုတ်တယ်နော်ကိုတက်နိုင်တဲ့ဘက်ကပါဝင်ဆောင်ရွက်နေတာလည်းပဲအဲ့ဒါတာဝန်ယူတာပဲနော်အဲ့တော့အဲ့ဒီတက်ပူလို့ရှိဘယ်သူမှတာဝန်ယူမှမရှိရင်ငါတယောက်တည်းယူမယ်ဆိုရင်လည်းပဲကိုမကောင်းလားဟောနော်အဲ့လိုမျိုးစိတ်ဓာတ်မျိုးမကောင်းလားဟုတ်တယ်အဲ့လိုမျိုးစိတ်ဓာတ်ရှိမှလာလေဒီသာနာတော်ဒီရရှိပြီးတတ်ခံနေမယ်တာဝန်ယူချင်တဲ့စိတ်တာဝန်ယူလို့တဲ့စိတ်မရှိဘူးဆိုလို့ရှိရင်ဒီသာနာတော်စိုးရိမ်မကွယ်ပေါင်းလားကွယ်ပါသွားမယ်ကွယ်ပါသွားလို့ရှိရင်လူတွေဒါကောင်းတယ်ဆိုလို့သိနိုင်ပါဦးမလားမသိနိုင်တော့အဲ့ဒါဘယ်ရောက်ကြမလဲအပယ်ပဲရောက်ကြနေတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်လူတွေဆင်းရဲဒုက္ခမရောက်ရလေအောင်ဒီသာနာတော်ကြီးလည်းဆုံးရှုံးမသွားရလေကိုသာနာတော်ကြီးကိုဘာလို့လို့လဲဘိုင်းကိုဆောက်ရှောက်ဖို့လုပ်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်ဒါရှိသွားပြီနော်အဲ့တော့ခုနတော့စားနေပြန်ပြောမယ်ဆိုလို့ရှိရဲ့နော်မွေးလာကလေးကဘာတွေပါလာလဲ
မျိုးစေ့ပါလာတယ်မျိုးစေ့ဘယ်နှခုလဲ၃ခုပါလာတယ်ဘာမျိုးစေ့ကြီးလဲဒါနာတိဟူသောမျိုးစေ့သီလတိဟူသောမျိုးစေ့ဘာဝနာတိဟူသောမျိုးစေ့အဲ့ဒီမျိုးစေ့၃မျိုးပါလာနော်အဲ့ဒီမျိုးစေ့ကိုတွက်ပြရမလားစိုက်ပြောမလားစိုက်ပြောမနော်အဲ့တော့စိုက်ပြောလိုက်လို့ရှိရင်အဲ့ဒီအသီးပွေးတွေမိမိစားရလားမစားရဘူးလားတော့ပြလိုက်စားရပါမလားမစားလို့နော်အဲ့တော့ကိုစိုက်ပြောလိုက်တဲ့အသီးပွေးတွေဒီသီးပွေးလာလို့ရှိရင်သူများကိုကျွေးလို့မရဘူးလားရတယ်တော့အခုဒီမှာလာပြီးလို့ရှိရင်မိမိရဲ့ဆော့ကမ်းမယ်ပေါ့ဆော့ကမ်းမှုတဲ့လူတကာမှလေဖိမလာဘူးလားဖိလာအဲ့ရောက်လာတဲ့တကာမှလေဒီတရားမနာရဘူးလားအေးအဲ့ဒါသူများကျွေးတာနဲ့တူတယ်ဘာလို့လဲတူလဲသူများကျွေးတာကိုကဒါနာတိကိုမျိုးစိုက်လိုက်ရင်တော့အဲ့ဒီသီးပွေးတွေရလာဓမ္မဒါနာတိဟူသောသီးပွေးတွေမရလာဘူးလားမိမိတို့ကဓမ္မသာဝနာတိဟူသောသီးပွေးတွေမခံစားဘူးလားနော်အခုလက်ရှိကျိုးတွေမခံစားဘူးလားခံစားရတယ်မိမိတို့ကဒါနာတိဟူသောမျိုးစေ့ကိုစိုက်ပျိုးလိုက်တဲ့အတွက်ကြောင့်မို့လို့နော်ဓမ္မသာဝနာတရားနာခြင်းတိဟူသောတရားရတာကိုခံစားရတယ်ကိုခံစားရတယ်လို့ကိုနဲ့ဓမ္မမိတ်ဆွေကိုလည်းခံစားစေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကိုစိုက်ပျိုးလိုက်တဲ့ဒါနာမျိုးစေ့ကိုပွက်ပေါ်လာတဲ့အသီးပွေးတွေကိုသူများကျွေးတာနဲ့တူလားမတူလားတူလားဒီအဲ့ဒါပဲဟုတ်ပြီနော်အဲ့တော့မိမိတို့ကပါလာတဲ့ဒါနတိဟူသောမျိုးစေ့သီလတိဟူသောမျိုးစေ့ဘာဝနာတိဟူသောမျိုးစေ့ကိုစိုက်ပြကြပါဟုတ်ပြီနော်ပြောတယ်လို့ညာကြံနေပြောမလားနည်းနည်းပြောမယ်နော်တီးခံပြီးတော့နားထောင်လို့နော်ဒီမှာဒီစောင်းတဲ့ပြောဖို့ဟာရမရောက်တော့ဘူးနော်အဲ့တော့နောက်တစ်ခုပြောချင်သေးတယ်နော်နောက်တစ်ခုဘာပြောချင်လဲဆိုလို့ရှိရင်ဦးဇင်းတို့ဒါပညာရေးနဲ့ပေါ့နော်ပညာရေးနဲ့ပြောရင်ကဲမြန်မာနိုင်ငံကြီးဟာအခုဆင်းရဲနေကြချမ်းသာနေကြဆင်းရဲနေရတယ်ကိုမရှိတော့နောက်ရစားရကိုမရှိတော့အဲ့လိုနေထားရောက်နေတော့ဒီမှာနေလို့သာဒီမှာချမ်းသာဖြစ်နေတာဟုတ်ပြီနော်တချို့နေရာတွေမှာစားရကိုမရှိတော့ဘူးနော်နေရရှိသေးလားဘယ်ရောက်ကိုလဲမီးလောက်ကိုကြီးနော်မီးလောက်ကိုမြန်မာနိုင်ငံအဲ့လိုဖြစ်နေတယ်နော်ဟုတ်ပြီနော်အဲ့ဒီကိုဘာဖြစ်လို့ဖြစ်ရလဲနော်တဆန်းစင်းရနော်အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်ရလဲဒီကဟုတ်တယ်ဒါလည်းပြောလို့ရတယ်နော်ဟုတ်တယ်ဒါတိမကန်တိတမကောက်ခဲ့လို့ဦးဇင်းတို့ဒီလိုမျိုးဆုံးပြန်းသားနေတဲ့နိုင်ငံမှာလာမဖြစ်ရဘူးလားကံကောက်ခဲ့ချမ်းသာနိုင်ငံမှာမဖြစ်ဘူးလားဟုတ်တယ်မဟုတ်လားနော်ဟုတ်ပြီဒါကိုယ်ကံနဲ့ပါတယ်ဟုတ်တယ်နော်ပြောလို့ရဒါဦးဇင်းပြောချင်တာတော့အဲ့ဒါမျိုးပညာမတတ်လို့နော်ဦးဇင်းတိုင်းသူပြည်သားပညာမတတ်နော်သူများနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်နော်ချမ်းသာတဲ့နိုင်ငံတွေမှာပညာတတ်တွေများလားမများဘူးလားဦးစီးနိုင်ငံမှာပညာတတ်ပုံပါလေနည်းလားမနည်းဘူးလားနည်းတယ်တော်တော်ကိုရှားတာနော်ဟုတ်တယ်မလားတော်တော်ကိုရှားတယ်ပညာတတ်မရှိဘူးပညာတတ်မရှိတဲ့အခါကျတော့အကောင်းဆုံးအကြောင်းကျဝေခွဲနိုင်လားဝေခွဲနိုင်ဘူးပညာမတတ်ဘာဖြစ်လဲသိလားဘာဖြစ်လဲလိန်ခံရတယ်ပညာမတတ်ဘာဖြစ်လဲလိန်ခံရတာကိုပုံမတတ်တာဟုတ်တယ်မလားနော်အေးတချို့လူတွေကလည်းတော်တော်ကိုဆိုးတယ်ပညာမတတ်ဘူးတက်တက်လုပ်ထားတယ်ဟုတ်လားမဟုတ်လားဟုတ်တယ်နော်ဦးဇင်းအာမနာနာပြောမယ်ဆိုဦးဇင်းတို့နိုင်ငံမှာရှိတဲ့ပညာရေးတွေဘာမှသုံးစားလို့မရဘူးသုံးစားရလားမရဘူးကဲခြေနာအောင်လို့ဘွဲရဆိုရဘူးတောင်းမိတိဖာရတယ်လို့နော်မြန်မာစာတော်ဘောကိုယူတာဟုတ်လားမဟုတ်လားအဲ့လိုဖြစ်နေတယ်နော်ပညာမတတ်ပြည်လို့ရှိရဲ့မြန်မာနိုင်ငံပညာရေးစင်တွေဘယ်လိုဖြစ်နေလဲသိလားကျက်တူရေးစားတဲ့စင်တွေဖြစ်နေတယ်ကျက်တူရေးတကောကိုပညာသင်ပေးလိုက်တခုခုသွားပြောပေးလိုက်နော်ထမိတ်စားပြီးတော့ပြောကြည့်သူပြောတတ်တယ်နော်ဒီလူလာလို့ရှိရဲ့ဒီလူကိုဒေါ်ပြူလို့ပြောပါလို့ပြောလာတယ်မဲ့လူကိုဒေါ်ပြူပဲပြောနေပါဟုတ်တယ်မလားနော်ဒီလူကိုနော်ထမိတ်စားပြီးလာလို့တလုံးသင်ပေးတာမဟုတ်လားလူတိုင်းလည်းဒါပြောနေပါအဲ့တော့ညပညာပါလားလက်တွေ့ပါလားမပါဘူးနော်အဲ့လက်တွေ့ကိုချလို့မရဘူးမြန်မာနိုင်ငံမှာဘွဲရပညာတိုင်းပြည်နိုင်ငံကလိုလိုစစ်တမ်းမိလားမမီဘူးသုံးစားလို့မရဘူးအဲ့ဒီလိုမျိုးနေတယ်အဲ့ဒီကားကဒါလက်ရှိချိန်ဒီမှာပြောပြတယ်အဲ့တော့မြန်မာနိုင်ငံမှာလူဒန်းသား2မျိုးရှိတယ်လူဒန်းသားဘယ်နှမျိုးရှိလဲနော်နိုင်ငံရေးရောက်တော်မူဒီအောက်စစ်ပြောချင်တာပညာရေးပြောချင်တာဟောပညာရေးပြောချင်တာအဲ့တော့လူဒန်းသား2မျိုးရှိတယ်ချမ်းသာတဲ့လူဒန်းသားနဲ့ဆင်းရဲတဲ့လူဒန်းသား2မျိုးရှိရနော်အဲ့တော့ချမ်းသာတဲ့လူဒန်းသားနဲ့ဆင်းရဲလူဒန်းသားဘယ်တဲ့ပုံများလဲမြန်မာနိုင်ငံမှာဆင်းရဲတဲ့လူဒန်းသားများတော့တကယ်ကွန်ပျူတာတက်နေတဲ့နိုင်ငံတွေမှာဆင်းရဲတဲ့လူဒန်းသားနဲ့ချမ်းသာလူဒန်းသားဘယ်များလဲချမ်းသာတဲ့လူဒန်းသားများတယ်
ပညာရေးစနစ်မှာကြည်လိုက်သူတို့ကတရားရခိုင်လို့ဆိုမြန်မာနိုင်ငံ10ရာခိုင်လို့ရှိတယ်ဟုတ်လားမဟုတ်လားအဲ့ဒီလိုမျိုးစနစ်ရောက်နေတယ်အခုတွေပို့ဆိုးတယ်မြန်မာနိုင်ငံမှာအဲ့လိုမျိုးဘုံလိုဒီလိုဖြစ်တဲ့အခါကျခလေးတွေဘဝတွေဆူရှုံးသွားလားဆူရှုံးကအများကြီးနေတာကမျိုးဆက်တစ်ခုဆူရှုံးနေတာပါရနော်ဟုတ်ပြီနော်ဒါပညာရေးကြောင့်ပဲနော်အဲ့တော့ဒီမြန်မာနိုင်ငံမှာကလူထမ်းသားမျိုးရှိတယ်ဆင်းရဲတဲ့လူထမ်းသားကတစ်မျိုးချမ်းသာတဲ့လူထမ်းသားကတစ်မျိုးရှိတယ်အဲ့ဒီဆင်းရဲတဲ့လူထမ်းသားထဲမှာပညာနာပုဂ္ဂိုလ်ရှိလာနေလားညားလာနေလားနေတယ်အဲ့မနာမကိုနေတယ်ဆက်ဆက်ဘကိုနေတယ်နော်ဟုတ်ပြီနော်ဦးစင်းညာလို့ကမေးကြည့်တယ်ကိုကြီးကိုကဲမင်းတို့မဖွဲရဘူးဘယ်နှယောက်ရှိတယ်ကိုကြီးတို့ကြောင့်မှတန်ခါ7ပါးရှိတယ်ပေါ့နော်အဲ့ဒီ7ပါးမိသားစုတွေထဲမှာဘွဲရပညာတတ်တယောက်မှမရှိဘူးဟုတ်ပြီနော်အဲ့ဒီတော့ဒီရွာတရွာမှာကြည့်လိုက်ပါဒီရွာတရွာမှာဒီရွာကနေပြီးပြောတာနော်တခြားဆလာတဲ့ပြီးတော့မပြောဘူးဒီရွာတရွာမှာဘွဲရတဲ့အင်ဂျင်နီယာဘယ်နှယောက်ရှိလဲကြားလို့မကြားဘူးနော်ဘွဲရတဲ့ဒီရွာထဲဒီဘွဲရတဲ့ဆရာကိုဘယ်နှယောက်ရှိလဲပညာတတ်နေပါတော့ပြပြချင်တာတော့ဟိုကဲ့ရဲ့နေကိုင်းတာမထင်နဲ့နော်အပညာတတ်တွေကတားနေပါတယ်ပညာတတ်နေတဲ့အတွက်ကြောင့်မလို့နော်အဲ့ဒီမိသားစုတွေကဆင်းရဲရတယ်ဟုတ်ပြီနော်ဒါဥစဉ်မြင်ပြပြတာမှားခြင်းလဲမှန်မယ်မှားခြင်းလဲမှားမယ်နော်ဒါဥစဉ်လူပြောရင်လည်း point မရောက်သေးဘူးနောက်တစ်ချက်ကချမ်းသာတဲ့လူဒန်းစားမျိုးမှာကြည့်လိုက်ပညာတတ်များလားမများဘူးလားများတယ်သူတို့မွေးဖွားလာတဲ့သားသမီးတွေကိုဆရာဝဲမွေးဖွားလာတဲ့သားသမီးတွေကိုဆဲဖို့မဖြစ်ကြဘူးလားဖြစ်ကြတယ်အင်ဂျင်နီယာမိသားစုမွေးဖွားလာတဲ့အင်ဂျင်နီယာမဖြစ်ကြဘူးလားဖြစ်ကြတယ်ဦးကြီးတို့ဆင်းရဲသားမျိုးရောနေမွေးဖွားလာတာကမိဘလောဘချင်းလို့ရှိရင်သားသမီးပါဖြစ်တယ်လောဘချင်းတယ်အဲ့ဒီသူကနေမွေးဖွားလာသားသမီးဘာလို့လဲလောဘချင်းလောဘလို့လည်းမနေဘူးလားနေနေတယ်အဲ့မနေစီနေချာနော်ဦးကြီးအဲ့လိုမနေစီချေလို့ပြောနေတာနော်ကိုယ့်ရဲ့သားသမီးတွေကိုကိုကလောဘနီးလို့ရှိရင်ကိုယ်သားသမီးတွေလောဘနီးတဲ့ဆင့်မရောက်စီနဲ့ဟုတ်ပြီနော်လောဘနီးတဲ့ဆင့်မရောက်ဘူးလေဘာလို့ဘူးလို့လဲသိလားကိုယ်သားသမီးတွေကိုပညာမွေးပေးဖို့လိုတယ်ဘာပေးဖို့လိုလဲပညာမွေးပေးကိုဆင်းရဲတယ်လို့ဒီလိုမဆင်းရဲနေနော်အဲ့တော့ဒီကတော့ကိုယ့်ရဲ့မျိုးဆက်တွေကိုပညာတတ်ဖြစ်ဖြစ်အောင်ဒီကမျိုးတွေလို့နော်ဒါကမတ်မျိုးတွေကဘောရပါနော်တော့တာလို့ပြောတာနောက်ဆုံးနေတယ်အဲ့တော့ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မျိုးဆက်တွေကိုပညာတတ်လို့ဖြစ်အောင်ဝိုင်းဝန်းပြီးကျူချောပြီးလို့ဖြစ်တာဟုတ်နော်အဲ့တော့မှလာနေရဲ့တော့ပညာတတ်တိုင်းဝဲဖြစ်လာလို့ရှိရင်မိသားစုတိုင်းလည်းဒီမှာတွေ့ရလာတယ်အဲ့မိသားစုဒီမှာတွေ့ရလာလို့နော်နိုင်ငံတော်လည်းပါနေလာတယ်ဒီမှာတွေ့ရလာတယ်ဟုတ်နော်အဲ့တော့နိုင်ငံတော်လည်းဒီကဝင်ထားလိုက်အောင်နော်အဲ့တော့ကိုယ့်တာမီးရဲ့အရင်ဆုံးနော်အဲ့တော့ပညာတတ်လို့ဖြစ်အောင်လည်းသူ့ထောက်ပေးရအောင်လို့တက်တော့ရှိတယ်ဟုတ်နော်အဲ့တော့ဒါနှုတ်နေပြောရနော်အခုတော့တက်ထွက်ရမယ်လို့ရှိတယ်နော်ဒါနာပြုလို့မျိုးကြီးဒီနာပြုလို့မျိုးကြီးဘာနာပြုလို့မျိုးကြီးစက်ပြုကြလို့လေဒီလိုရကောင်းတဲ့လူတွေလည်းပညာတတ်လို့ဖြစ်အောင်ဘာလို့ဒီဆောပြရအောင်လို့အတိုက်လို့ဒီမှာတရားပြုလို့ဖြစ်တယ်နော်ဟုတ်ပြီဒါမျိုးအဲ့ဒီလက်ချမယ်နော်အဲ့ဒီလိုက်တော့ဣဒံမိပညာဝိဘာနံသာပစ္စယောဟောတုဓာနိစိတယမေယံဉာဏ်ဤတော်ဒီရမနုတိဣဒံပညာဣဒံနိယကုဒီနာယသောဒါနကုသိုလ်သာတိယသောဒီနာကုသိုလ်သောမြတ်ရသောဘာဝနာကုသိုလ်ဒီလိုပါစုဉာဏ်ဉာဏ်သောကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်သာကိုသိစေရာနာသိစေရာ
ဒီဖြစ်ခြင်းရာမောဟခြင်းရာမောဟခြင်းရာမောဟခြင်းရာဒီကံဤသိစရောရောက်ပေါ်ကြောင်းရောက်ပေါ်ကြောင်းအကောင်သောထောင်းနာကောင်းသည်အိုတုသိရမယ်တွင်ဒီပါဠိနာအစီပေရာဒီရခုကုလရာသောကုသကောင်းမှုအဘုဘာသာသောဒီကဘောဝဆရာဓမ္မဒီလိုနာတိနာဘာဘောဘာဒီနာမြာမြာနနာကိုယ်တော်သာဇာတိရဘုရားဒီဇာနာကျောင်းတော်များကျောင်းရင်းတော်များဒီတော်တော်များဒီတော်များခံတော်များမာတော်များလူတော်များကိုယ်တော်များဆောင်းတော်များအာတော်များကျော်ဘုံများကျော်လူတော်ကျော်အာတော်များကျော်အတေဒီနာအတော်ပေါင်းရနေတာနာမည်ကနဲ့ညာနဲ့လူတို့ကနဲ့သူစီနဲ့မြရရနဲ့ဒီနာမည်ရလာတာသူတို့ကပါလာနာမည်လူရလာတာဘုံနာလာဒီနာလာဒီနာလာရလာတာငါဘုရားဘုရားလေခာခန္ဓာမရလာတာအထူးအဖြင့်ဒီလိုသောသေဝနာသူလူကောင်းမှုကိုဒီဆောင်ရရဲ့ဒီရကုန်သောအနာမောအမြာမေရပါဘူးအမြာမေရပါဘူးအမြာရာကြောင့်ရဲ့ဘာညာဝါနာအာရယုမောသသုညာရမည်